မဲလုံးလားနာမည်ဘယ်လိုခေါ်လဲမဲလုံးလားပြားစရာလေအမလားအမဟာအထီးမှန်နေကျွန်တော်ရောက်ပါပြီဒါကတော့မလို့ဆိုမလိုက်စီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ vlog လေးကိုမကြည့်ခင်မှာကျွန်တော် request လုပ်စရာတစ်ခုရှိပါတယ်အဲ့ဒါကတော့အခုကျွန်တော်ပြပေးမယ့် vlog လေးကတော့ဒီ Sony A6 5လေးနဲ့ကျွန်တော်ရိုက်ထားတာပေါ့နော်ဒီကင်မရာကျွန်တော်မသုံးဖြစ်တာကြာပြီမသုံးဖြစ်တာကြာပြီဖြစ်တဲ့အတွက်ဖုန်တက်နေတာကျွန်တော်ဖုန်မတုတ်ပဲနဲ့ vlog ရိုက်ဖို့ဆိုရမ်းယူသွားလိုက်တာအဲ့ဒါကင်မရာမှာဖုန်လေးနဲ့ကတ်သွားတယ်ပေါ့အဲ့အတွက်ကျွန်တော်ဒီကမီကြည့်ပေးကြပါလို့ request လုပ်ပါတယ်ခင်ဗျကဲဒါဆိုကျွန်တော်ရဲ့ vlog လေးကိုစလိုက်ရအောင်ဒီနေ့ကျွန်တော်သွားမှာကတော့မြေမြို့အတက်လမ်းပြင်စာလမ်းခွဲကနေရွာမရွာမှာတိတ်ထားတဲ့မတော်စောမွန်လာရဲ့ဇီဒီကိုသွားမှာဖြစ်ပါတယ်လမ်းတစ်လျှောက်ကတော့အခုလိုမျိုးမြင်ရတဲ့အတိုင်းတောင်တန်းနေပြီးတော့ဒီလိုစိုက်ခင်းနေနဲ့တော်တော်လေးကိုတာရပါတယ်အေးလည်းအေးပါတယ်ကိုကဆိုင်မှာချိုးလာဝဲကျွန်တော်တို့မတော်စောမွန်လာဇီဒီမှာတော့ကပ်ဖို့ဆိုင်ကစီးတက်တဲ့ခွေးလေးပါဒါကကျွန်တော်လမ်းမပြီးတက်သွားတာပါဒီကနေ့ကတက်တဲ့လမ်းကဟိုးဖက်မှာရှိပါတယ်ဒါကလူသွားလမ်းပေါ့နော်ဒါကြီးကိုကျွန်တော်ဆိုင်ကကြီးနဲ့ဒါတက်သွားလိုက်တယ်ဒီနားလေးမှာရောက်တော့လဲမလို့တော့ဖြစ်သွားတယ်ဒါပေမဲ့မလဲသွားပါဘူးဘော်ထီတော့ရောက်သွားပါတယ်ကျွန်တော်ရောက်ပါပြီဒါကတော့မလို့ဆိုမလိုက်စီပဲဖြစ်ပါတယ်လိုက်ဟိုတက်ကောင်းရင်ကပြာလို့ဘာလို့လာတော့တင်လို့ရှင်းတော့နေရပါရောခုတော့ကျွန်တော်တို့ဒါပတ်တော်ရွာကဟုတ်ပါဘူးရွာမရွာဟုတ်တယ်အခုကျွန်တော်တို့ရွာမရွာရဲ့ဒါမတော့စောမလာတည်ထားတဲ့ဇီဒီကိုထပ်ပြီးတော့မှရောက်လာရဖြစ်ပါတယ်ကဲအခုကျွန်တော်ဖះလေးရှင်းခုပြီးသွားပြီဆိုတော့ဒီဖះကိုကျွန်တော်ပတ်ပြီးတော့မှလိုက်ပြပြီเนาะပထမဆုံးအနေနဲ့ဒီမှာဒါကခုနကျွန်တော်တို့လမ်းလျှောက်ဝင်လာမယ်ဆိုလို့ရှိရင်တက်လာလို့ရတယ်လမ်းလျှောက်ပေါက်ဒီဘက်မှာဆိုလို့ရှိရင်အပကူးမြို့ရှင်ရဲ့နန်းဆောင်တော်ပဲဖြစ်ပါတယ်။ရောလောက်တယ်တော့ပြီးဘူးပေါ့ဘာလို့လဲတော့ပြင်ကိုထွက်ပြီးဘာလို့လဲတော့ပြီးပေါ့ဝင်လာတဲ့ခါကျသူကမိုးဆောင်ဖို့မရလို့သူကြောက်လိုက်ကြအောင်ဆရာလေးပါခုကျွန်တော်ရောက်နေတဲ့နန်းတော့ဒါမှတော့ဆုံးမလာနဲ့ကိုတော့စောကနာဝင်နန်းဆောင်ပဲဖြစ်ပါတယ်။အခုကျွန်တော်ရောက်ရှိနေရာကတော့ဒါငကားမိမေရိုးရဲ့နန်းဆောင်ပဲဖြစ်ပါတယ်။โอเคဒါကတော့ကျွန်တော်တို့မာရဆောမလာတို့ငကားမိမေရိုးရဲ့နန်းနေပေါ့နော်ဒီနန်းတွေကိုကြော်ဖြတ်ပြီးတော့ဒီဘက်ကိုလာမယ်ဆိုလို့ရှိရင်ငကားချန်ထားတဲ့မြတ်စွာဘုရားရဲ့ရုပ်ပွားတော်ကျွန်တော်ဖူးမြော်ရပါမယ်ပြီးတော့ဒီငကားချန်ထားမြတ်စွာဘုရားရဲ့ဒီဘက်ချမ်းကိုလာခဲ့လိုက်မယ်ဆိုလို့ရှိရင်ဒီရွာမရွာရဲ့တောတောင်ကိုကျွန်တော်တို့ခန်းစားလို့ရတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်အိမ်တွေကခြံတွေကတောင်ပေါ်မြို့တစ်ခုနဲ့အတူတူနီးနီးသွားကြတာပေါ့နော်ဟိုကလောနဲ့လဲဆင်တယ်မြေမြို့ပုံစံမျိုးလဲဟုတ်တယ်ဒါပေမဲ့မြေမြို့လိုလဲမြို့လော်ကြီးလဲမကြဘူးတောလားဆိုလဲတောလဲမဟုတ်တောမကြမြို့မကြလေးနေလို့အရန်ကောင်းတဲ့အေးချင်းချမ်းလေးနဲ့လေစနေငါးချန်ထားတဲ့ဥစ္စာပြားရဲ့ရုပ်ပွားတော်မှာရောင်းလို့လူဖို့တွေးထားတယ်ဘောတော့ဒါပေမဲ့နောက်တော့ကဒီမှာမရှိဘူးဒိန်ဂျင်တွေပဲရှိတယ်အဲ့တော့ကျွန်တော်ဒီမော်လေးကတ်လို့လည်းပြောနော်ဒါကတော့ကျွန်တော်ရွာမမှာရှိတဲ့အမတော်စောမလာတိုင်နှန်းနဲ့မြတ်စွာဘုရားရဲ့ဇီဒီတော်တွေကိုလာရောက်လေ့လာတဲ့ဘောလုံးလေးပဲဖြစ်ပါတယ်ဒီကအပြန်လန်ခီလေးရဲ့လှပမှုတွေကိုလည်းတစ်ချက်လောက်စောင့်မှကြည့်ရှုပေးကြပါအောင်ဗျအကြာလေးတူဟုတ်ပြတ်မယ်ထင်တယ်တို့ကပစ္စည်းချွေးတက်လိုက်တာဒီမှာပြောမယ်ထင်တယ်ချွေးတက်လိုက်တာဟောမမီမဲလုံးလားနာမည်ဘယ်လိုခေါ်လဲမဲလုံးလားမဲလုံးလေးလားပြားစရာလေအမလားအမဟာအထီးမှန်နေဟာအเจ้าမလေးလားဟလား
ရမဖုန်းညကြောင်မမဲလေးဒါအမလေး အေးပေါ့တုံးအဲသူများ short မှာနဲ့ဗာနဲ့ဆို3000လောက်ခေါ်အောင်ပါ ချစ်စရာလေးလူသားကတ်တယ် ဒါတွေ့လား ဟာစင်းဦးပြကြီးအောင် ဖက်ထားတာ မစင်းဦးပြသူ ဘိုက်ဘူး ညကြောင်3အောင်ကြီးတာမှတွန်တွန်ကကတီတီကြည်စမ်းဘလို့ချစ်ဖို့ကောင်းတယ်ဒီကောင်လေးတိလားလူကြီးကတ်လိုက်ချက်မကြည့်လိုက်ပါအောင်ချစ်စရာလေး ဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့သူကအိုင်တင်နေပေးပေးရ ဒါလာရှေ့မှာတောင်ကုန်းကြီးကိုဆင်းပြီးတော့ကောင်းငင်ကြီးမြင်ရပြီးတော့ဒီလမ်းကြားလေးဒီလိုလေးပင်လေးနဲ့ဒီနေရာလေးမှာဆိုင်ကမောင်းရတာဘာနဲ့မှခံရတဲ့စားကြတဲ့ feeling ဟာပေါ့နော်အာရလိုက်ချက်ဗျာလာလိုက်တာကျော်လူပဲခီးသွားကြိုက်ခီးသွားနေတဲ့ဆိုင်ကလိုက်ရဲ့ကြိုက်အခုလိုမျိုးကျွန်တော်ရဲ့ vlog လေးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ် vlog တွေမှာပြန်ပြီးတော့တွေ့ချင်တာပေါ့ဒီတော့ဒီလောက်ပါပဲဗျ See you